tassa lokata wodi bawadu tabada sadhana pisa lokinsa deva rekhantu tabada sadhana tassa pariya patipa priwera uswado toyado sadhana ro myaji I lagaum lokatassa lumya bang uswado lokaji I lagaum wodiတနေ့တခြားဒီလာသို့တိုးပွားခြင်းသည်ဟွန်းတုဖြစ်ပါစေကုန်သတည်းသာသနာပိစပရိယပฏิပပရိဝေဒဟုဆိုသောသုံးရသောသာသနာတော်မြတ်ကြီးကို၎င်းလောကင်းစလူများပေါင်းစွာသောလောကကြီးကို၎င်းဒေဝသမုဒိနာဥပပတ္တိနတ္တိဟုသောနတ်များပေါင်းတို့သည်သဗ္ဗဒါခါခသိင်ရခန္တုစောင်းရှောင်းနေစာမကြပါစေကုန်တည်းမြန်မာပြည်သည်ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်တဲ့မြတ်စွာဘုရားပြိဋိဘံစံယူတော်မူပြီးသည့်နောက်ဒီဟောခဲ့မှစ၍သာသနာအစဉ်အဆက်ထွန်းကားလာသောတိုက်ပြည်နိုင်ငံများတွင်မြန်မာပြည်သည်ထွန်းကားသောနိုင်ငံဖြစ်ထွန်းကားသောနိုင်ငံဖြစ်သောကြောင့်ပရိယတ္တိသာသနာသည်ခိုင်ခိုင်ခန့်ခန့်ပြည့်ပြည့်စုံစုံလုံးလုံးလောက်လောက်ယနေ့တောင်တည်တံ့နေသောတိုက်ပြည်ကိုရှားကြသောအခါမြန်မာပြည်သည်အထင်ရှားဆုံးသောတိုက်ပြည်ဖြစ်ခဲ့တယ်ထို့အတူပရိယတ္တိထွန်းကားသလိုပฏิပတ်တိသာသနာထွန်းကားသောနိုင်ငံလည်းဖြစ်တယ်ဒီနိုင်ငံလေးမှာစောင့်ရှောက်လာခဲ့သောသာသနာတည်လို့ရှိရင်အရေးကြီးသောအပိုက်တစ်ခုပါတာကပရိတ်တရားတော်ဖြစ်တယ်ပရိတ်တရားဆိုသည်ကအယံတာကိုခေါ်သည်ပရိတ်တာဟူသောပုဒ်သည်အယံအတာလေရာဥယျင်ချမ်းမြေတို့သည်နွားကြွယ်စသောတိရစ္ဆာန်တို့မဖြစ်စည်းနိုင်ခြင်းအကျိုးငါစီးဆောင်ရန်ကာယံထားတဲ့ခဲ့သို့လူတို့အပေါ်၌ဘေးရန်အန္တရာယ်မကြရအောင်ကာကွယ်ထားသောတရားတော်အားဖြင့်သာသနာတော်ကိုကာကွယ်ထားသောလူတို့အတွက်ကျမ်းမာရေးချမ်းသာရေးဘေးရန်အန္တရာယ်အရေးခတ်သိမ်းတို့ကိုကာကွယ်ပေးနိုင်သောအရာသည်ပရိတရားတော်ဖြစ်တယ်။ဒါကြောင့်မို့ပရိတရားတော်သည်ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတို့၌ပရိတရားတော်သည်အမြဲတမ်းပါရတယ်။ဒါမို့အခုပေကြီး7စုကိုဟောမယ်။အိုလောကဆောင်ကြနတ်များပေါင်းတို့တရားနာလာကြကုန်လောတောဆောင်နာတောင်ဆောင်နာပေါင်းမြို့ဆောင်နာရွာဆောင်နာပေါင်းယောဂိသောဘုံမသော